ပဲလွတ်တဲ့မီးပုံးပြန်ကိုတော့နှမျိုးရှိပြီးစိန်နှပန်ဆိုတဲ့မီးပုံးပြန်နဲ့မီးကြီးဆိုတဲ့မီးပုံးပြန်နဲ့စိန်နှပန်မီးပုံးပြန်ကတော့မီးပုံးပြန်ပြီးမှမီးအိမ်လေးတွေအများကြီးကိုပုံဖော်ချိတ်ထားလိရှိပါတယ်မီးအိမ်လေးတွေနဲ့ပုံဖော်ထားတဲ့မီးဆိုင်ကြီးကိုချိတ်ဆွဲပြီးကောင်းကင်ကိုပြန်ဝဲကြတဲ့မီးပုံးတွေပေါ့မိုင်းဝနေတဲ့မီးပုံးကြီးမှာရေးဆွဲထားတဲ့ပကြီးလက်ရာတွေကလည်းအရန်ကိုလှပနေတာပေါ့နောက်မီးပုံးပြန်တစ်ခုဖြစ်တဲ့ညမီးကြီးကလည်းမီးပုံးပြန်ကြီးမှာလှပတဲ့ပကြီးတွေရေးဆွဲထားကြတာပါပဲထူးခြားတာကသူချိတ်ဆွဲပြီးကောင်းကင်ကိုမတင်မဲ့အရာကရမ်းခွေကြီးပေါ့လေးထဲမှာလှပစွာပောက်ကွဲစီမဲ့ရမ်းခွေကြီးပေါ့ရောင်စုံရမ်းတွေလှပစွာပောက်ကွဲပြီးကောင်းကင်ထဲကိုတဖြည်းဖြည်းတက်သွားတဲ့မီးပုံးပြန်ကြီးကိုတစ်စိမ့်စိမ့်ကြည့်ရင်အေးချမ်းလှတဲ့စောင်းညံ့မှာအနွေးတွေထူထူလေးဝတ်ပြီးမီးပုံးပြန်ကွင်းထဲမှာညလုံးပေါက်ထိုင်ကြည့်ကြမယ့်လူတွေကလည်းကွင်းအပြည့်ပဲပေါ့